အားလုံးပဲမင်္ဂလာပါစူသာ99 Football Channel တွေတော့ညီကိုတွေကိုနှွေးထွေးသွားကြိုဆိုလိုက်ပါတယ်ကျွန်တော်ညကတော့ကျွန်တော် Premier League ပွဲစဉ်14ကျွန်တော်ဂျားပွဲတွေကန်ခဲ့တယ်ပေါ့နော်ဂျားပွဲ3ပွဲကန်ခဲ့တယ်ကျွန်တော်ဘုံမောင်နဲ့ Everton ဖူဟန်နဲ့ Man City Newcastle နဲ့ Spurs ဒီ3ပွဲကန်ခဲ့တယ်ပေါ့နော်โอเคပထမဆုံးပွဲဖြစ်တဲ့ဘုံမောင်နဲ့ Everton နဲ့ပွဲမှာဆိုရင် Everton က 0-1 ဆိုတဲ့ result နဲ့အနိုင်ရခဲ့တယ်ဒီပွဲမှာအမှန်တမ်းပြောရင်တော့ကျွန်တော်တို့ဘုံမောက်ကပဲဒီပွဲလုံးကို PPCC ကစားခဲ့တာဖြစ်ပြီးတော့ဂိုးရနိုင်တဲ့ခွင့်ရတွေလည်းအများကြီးရခဲ့တယ်ဒါပေမဲ့လည်းကျွန်တော်တို့ဂျော်ဒန်ပစ်ဖို့ရဲ့ special lesson နဲ့ကာဝယ်ပေးခဲ့ပြီးတော့ Everton တို့အကိုရနိုင်3မှတ်ရခဲ့တာလို့ပြောရင်တော့ပုံမှန်ပဲဒီနေ့ပွဲမှာကျွန်တော်တို့ Everton ဘက်ကနေပြီးတော့ Jack Grealish ရဲ့တလုံးနဲ့သောဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီးတော့3မှတ်ရခဲ့တာဖြစ်ပါတယ်။ Okay နောက်တစ်ပွဲကတော့ဖူဟန်နဲ့ Man City တို့ရဲ့ပွဲဖြစ်ပါတယ်။ဒီပွဲကတော့ဒီရာသီမှာ3ဂိုးအများဆုံးပွဲဖြစ်လာဖို့ရှိတယ်ပေါ့နော်။6ဂိုးထိသွင်းခဲ့တယ်။ဒီပွဲမှာအမှန်တမ်းပြောရင်တော့ Man City တို့ကပဲပွဲစကတည်းကကျွန်တော်တို့ PPCC ကစားခဲ့တာဖြစ်ပြီးတော့ပထမပိုင်းမှာဆိုရင်3ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့ဥဆောင်ထားတာဖြစ်တယ်။ဒုတိယပိုင်းအစမှာဆိုရင်လည်း2ဂိုးသွင်းပြီးတော့5ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့ဒီပွဲက Man City တို့ရဲ့ပွဲဖြစ်ပြီးလို့ထင်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့လည်းကျွန်တော်တို့လူသားလဲမှုတွေပြုလုပ်ပြီးတဲ့နောက်မှာပဲဖူဟန်ဘက်ကနေပြီးတော့မထင်မှတ်တဲ့တိုက်စစ်စင်မှုတွေပြုလုပ်ခဲ့ပြီးတော့ကျွန်တော်3ဂိုးထိရရှိသွားတယ်ပေါ့ဗျာ။ဆိုတော့ဒါကြီးကအမှန်တမ်းပြောရင်တော့ဖြစ်တော့မဖြစ်သင့်ဘူးနော်နော်။ Man City အသင်းအနေနဲ့ကလည်းဒါကိုသေချာပြင်ဆင်ဖို့လိုတယ်။နောက်တန်းပေါ့နော်အဓိကတော့နောက်တန်းဒိုနာရိုမာရောက်လာတဲ့အတွက်ကကျွန်တော်တို့ဂိုးပေးရမှုတွေမှာနည်းသွားတယ်ဆိုပေမဲ့ Man City ရဲ့နောက်တန်းအားနည်းချက်ကတော့ခုချိန်ဒီကိုပြင်ဆင်နိုင်ခြင်းမရှိသေးဘူးဒီနေ့ပွဲမှာဆိုရင်လည်းအဲ့လိုပဲကျွန်တော်တို့လူစားလဲမှုတွေပြုလုပ်ပြီးတော့ကျွန်တော်တို့ကစားပွဲကိုထိန်းချုပ်ပြီးတော့မှတန်ဖိုးချလိုက်တဲ့အချိန်မှာပဲပူဟန်လေးဘက်ကဒရိုဇာတိုက်စစ်ဆင်မှုတွေကြောင့်မလို့3ဂိုးတွေခွင့်ပြုခဲ့ရပြီးတော့4ဂိုး5ဂိုးဆိုတဲ့အနေအထားတွေတောင်ပြန်ရောက်သွားတယ်5ဂိုးဖြစ်နိုင်တဲ့အခွင့်အရေးတွေလည်းပူဟန်ဘက်ကနေပြီးတော့ရခဲ့သေးတယ်ဒီနေ့ပွဲမှာတော့ Man City ဘက်ကချီးကျူးမင်္ဂလာသမားလေးတော့ Phil Foden ပေါ့နော်သူ့အနေနဲ့ကလည်း2ဂိုးသွင်းထားတယ်နောက်ပိုင်းပွဲစဉ်တွေမှာဖိုးတဲ့ရဲ့ခြေသွင်းကတော်တော်လေးကောင်းလာပြီလို့ချေမှန်းလာတယ်လို့ပြောလို့ရတယ်ဟာလန်အနေနဲ့ကလည်းဂိုးတဂိုးတော့ရရှိခဲ့တယ်ဒီပွဲလုံးခြုံကြည့်ရရင်တော့ Man City တင်နေမဖြစ်တဲ့ဂိုးတွေပေးခဲ့ရတော့ညာလည်းပဲအနိုင်3မှတ်တော့ရရှိခဲ့တဲ့အတွက်မဆိုးဘူးလို့တော့ပြောလို့ရပါတယ်။ Okay နောက်တစ်ပွဲကတော့ Newcastle နဲ့ Spurs နေယူနဲ့စပါတို့ကတော့ကျွန်တော်ပွဲစာပိုင်းမိနစ်တွေမှာ3ဂိုးတွေမြင်တွေ့ရခြင်းမရှိဘဲနဲ့ကျွန်တော်ပွဲချိန်နှောင်းပိုင်းမိနစ်တွေမှာပဲအပြန်လှန်3ဂိုးတွေနဲ့တော်တော်လေးကြည်ကောင်းခဲ့တဲ့ပွဲလို့ပြောရင်ပုံမှန်ပဲNewcastle တို့ဥဆောင်မှုကိုတော့82မိနစ်အရောက်မှာပဲကျွန်တော်တို့ Captain Bruno Guimaraes ကဂိုးသွင်းပြီးတော့ရယူခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့အဲ့နောက်မှာပဲကျွန်တော်တို့မကြပါဘူးကပတိန်ကြီးစပါးကပတိန်ကြီးရိုမဲရိုကလည်းပြန်ပြီးတော့ခေါင်းတိုက်ပြီးတော့ခြေပါကိုပြန်သွင်းပေးခဲ့တယ်ဒီနေရာမှာကျွန်တော်တို့ဒီ Newcastle အနေနဲ့တောင်းခံမိုးရတဲ့အချိန်မှာကျွန်တော်တို့ဂိုးရဖို့ကြိုးစားတဲ့အချိန်ပေါ့နော်ကျွန်တော်ကားလို့ဘန်းကိုကျွန်တော်တို့တားဆီးပုံကျန်းနေဆိုပြီးတော့ Newcastle တို့ကိုဒိုင်လူကြီးက penalty ပေးခဲ့တယ်အမှန်တမ်းပြောရင်တော့ဒီ penalty ကကျွန်တော်တို့50-50ပေါ့နော်မပေးလဲရတယ်ဒါပေမဲ့လို့ဒိုင်လူကြီးကတော့ Newcastle ကိုပေးခဲ့တယ်ဒီချိန်မှာပဲ Anthony Gordon ကနေပြီးတော့တွန်းပြီးတော့ 2-1 ဆိုတဲ့ result နဲ့ကျွန်တော်တို့ Newcastle ကိုဥဆောင်စေခဲ့ပါတယ်ဆိုတော့ပွဲကဒီတိုင်းပဲပြီးပြီလို့ထင်ခဲ့ကြတဲ့အချိန်မှာပဲ Gabriel Romero ကပဲနောက်တစ်ချိန် bicycle ကင်းနဲ့ပါသွန်းပြီးတော့စပါးတင်းတို့အဖိုးတန်တည်တဲ့မှတ်ကိုရယူပေးသွားတာဖြစ်ပါတယ်ဒီပွဲမှာတော့ Romero ရဲ့ကျွန်တော်တို့ဒီစွမ်းဆောင်ရည်ကိုမဖြစ်မနေချီးကျူးရမှာဖြစ်ပြီးတော့ဒီဖိုးတန်တည်တဲ့မှတ်ကလည်း Romero ယူပေးတဲ့အမှတ်လို့ပြောလို့ရရင်ပုံမှန်ပါလိမ့်မယ် Okay နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့စပိန်ဘက်ကပေါ့နော်ဘာစီလိုနာနဲ့အက်တလက်တီကိုမက်ဒရစ်ရဲ့ပွဲပါဒီပွဲကကျွန်တော်တို့ပြန်ဆိုင်မှုပြင်းထန်ပြီးတော့ကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့ထင်ခဲ့ပေမဲ့လည်းထင်သလောက်တော့ဖြစ်မလာခဲ့ဘူးဗျ။ဘာလို့လဲဆိုရင်ဘာစီလိုကပဲအေးအေးဆေးဆေးဖိကစားခဲ့တာဖြစ်ပြီးတော့3ဂိုးတဂိုးဆိုတဲ့အနိုင်ရလက်နဲ့အနိုင်ယူသွားတာဖြစ်ပါတယ်။ဘာစီလိုကလည်းကျွန်တော်တို့ဒီနျူကန်ကွင်းသေးကြီးမှာပြန်ကန်ရတဲ့ကျွန်တော်တို့ပွဲစဉ်2ပွဲရှိပြီး2ပွဲလုံးလည်းနိုင်ထားတယ်ဆိုတော့နျူကန်ကွင်းကတော့သူတို့ရဲ့အောင်မြေလို့တော့ပြောလို့ရတယ်ပေါ့နော်။လက်ရှိအချိန်မှာကလည်းမက်ထရစ်ကကျွန်တော်တို့နီးပြလာပြီးအလုံးစုံနဲ့ပြဿနာတွေဖြစ်နေတဲ့အချိန်မှာသူတို့အနေနဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့ကျွန်တော်တို့အကိုးတံအမှတ်တွေရယူထားနိုင်တာကလည်းတော်တော်လေးကောင်းမွန်တယ်လို့ပြောလို့ရတယ်လက်ရှိအချိန်မှာဆိုရင်လည်းတပွဲပိုကစားပြီးတော့၄မှတ်ထိဖြတ်ထားနိုင်တာကိုတွေ့ရတယ်တော့ဒီနေ့တော့ဒီနေ့လာလီဂါတော့ဘာစီလိုကအချင်းနေနည်းနည်းတော့ကောင်းနေတယ်ပေါ့နော်ဒီနေ့ညမှာဆိုရင်လည်းပွဲကြီးပွဲကောင်းတွေအများကြီးရှိတာမို့လို့စောင့်ကြည့်ကြဖို့လည်းပြောချင်ပါတယ်အဆုံးထိကြည့်ပေးကြရတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်